ကဲဒီနေ့မှာတော့ကျွန်တော်တို့ special day special sales ပါပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်အောက်မှာရှိနေတဲ့ mega account တစ်ကောင်ကိုအခုချိန်မှာ9000ဈေးလျှော်ပြီးတော့ရောင်းချပေးမှာပဲဖြစ်လို့ပါ။ကဲအဲ့တော့ဘာတွေပါမလဲကြည့်လိုက်အောင်။ account နာမည်ကတော့ Jungle Control စလာနဲ့ကျွန်တော်တို့ run က13လုံးစလာနဲ့ကျွန်တော်တို့ run ကတော့13လုံးပါမှာပဲဖြစ်ပါတယ်။အဲ့တော့ run အမြင့်စော့ကျင်တဲ့ညီကိုလေးအတွက်လုံးဝအကိုက်။ပြီးတော့ Moscow All Star စောင်းရမ်းချပါပါတယ်ဆိုတော့ Moscow All Star ပါမယ်။ပြီးလို့ရှိရင် legend မှာလည်း 322လဘာချာ legend တွေမပါဘူးကျွန်တော်တို့ Eva တို့လိုအခုနောက်ပိုင်းမှာ update fresh ဖြစ်တဲ့ legend တွေပါမယ်ပြီးလို့ရှိရင်လေလာတို့လိုမျိုးပြီးနောက်တော့ပါမယ်အကောင့်လေး Harabusa Exos တွေပါမယ်ပြီးလို့ရှိရင် Moscow All Star Roger Metri ပြီးတော့ Lin Assassin ဆော့ကျင်တဲ့ညီကိုတွေအတွက် Lin ရဲ့ Neo Beast တွေရောအခုနောက်ပိုင်းမှာအရင်ကျန်းလာပါတယ်ဆို Hurricane Hunter တွေရောပါမယ်ဗျဒီဟာလေးတွေကတော့ကျွန်တော်တို့ main ကလေးတွေဆော့မယ်ဆိုလို့ရှိရင်လည်းကြိုက်တယ်အဲ့တော့ဒီအကောင့်ဘယ်လိုမျိုးဆော့တင်လဲဆိုလို့ရှိရင်ကိုယ့်ကောင်မလေးကိုလည်းပေးဆော့ကျင်တယ်ပြီးတော့ကိုလည်း ACC ချင်းမယ် assassin တွေကြိုက်မယ်ဘိုးလေးနေနဲ့ spam မယ်ဆိုတဲ့ညီကိုအတွက် brewery လည်းရှိတယ်ကျွန်တော်တို့အားနေပြင်းစရာကောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ fighter တွေနဲ့ဆေးထိုးခြင်းလဲကျွန်တော်တို့ချောင်းရင်အစရှိတဲ့ hero တွေနဲ့ spam လို့ရမှာဗျပြီးတော့အဓိကတော့ main ကလေးနဲ့ ဆော့လို့ကောင်းတယ်ဆိုတော့ဘာကြောင့်လဲဆိုချန်ခဲတို့လို Leslie တို့လိုဒီလိုမျိုးပေါ့နော်အပေါ်ကကျွန်တော်ပြထားတဲ့ဒီ QD skin လေးတွေနဲ့ကျွန်တော်တို့နှစ်ယောက်ဆော့လို့ရမှာပဲဖြစ်ပါတယ်ရှင်းပြမယ်ဆိုတော့ဒီကောင်ကတော့ collar တော့မပါဘူးအဲ့တော့အဲ့ဒီအတွက်ကြောင့်ပဲကျွန်တော်ပုံမှန်ဆိုလို့ရှိရင်9သိန်းခွဲရောင်းတယ်ပေါ့နော်9သိန်းခွဲရောင်းတယ်ဆိုတာ brother တို့အနေနဲ့ဒီ skin 300တော့skin 300အပေါ်ပေါ့နော်400နီးပါမှာ9သိန်းခွဲကတော့ဟိုလိုကြည့်ရင်တော့နည်းနည်းမြောက်တယ်ဒါပေမဲ့ဘာကြောင့်မြောက်လဲဆိုတာလဲကျွန်တော်တို့ရှိပါတယ်မြောက်ရတဲ့အကြောင်းရင်းကဒီမှာ legend 3ကောင်ပါတယ်ပုံမှန်ဆိုလို့ရှိရင် mega တွေမှာကကျွန်တော် legend 2ကောင်တို့1ကောင်တို့ပါတဲ့ legend တွေကလည်းလဘာချာ legend တွေပါတယ်ပြီးလို့ရှိရင်ဒီမှာ quality skin တွေကိုကြည့်လိုက် quality skin တွေကကျွန်တော်တို့လက်ချိုးရင်တော့လက်ဆယ်ချောင်းကြော်ပါတယ်ဒီမှာရင်3ကောင်ဒီမှာရင်3ကောင်အမှန်6ကောင်ဖြစ်နေပါပြီ9ကောင်10ကောင်9ကောင်ဖြစ်နေပြီเนาะဒီမှာဒီကောင်နဲ့ပါ10ကောင်ဒါ quality လုံးဝပြီးလို့ရှိရင် Lineo ပြီး17ကောင်ဒီ legend 3ကောင်နဲ့ပေါင်းလို့ရှိရင်14ကောင်ဖြစ်နေပြီပြီးလို့ရှိရင်ကျန်တဲ့ဒီရွှေချောင်း skin တွေပဲထားပါတော့ဗျာဒါပေမဲ့လည်းဒါတွေကိုပတ်စံ diamond တွေတုံးပြီးတော့ထည့်ပေါက်ကြရတာပါပဲဆိုတော့ဒီ skin တွေကျွန်တော်ရွှေချောင်းလို့ပဲသတ်မှတ်ကြတာပါဆိုအဲ့လိုဆိုရင်တော့ကျွန်တော်တို့တော်တော်လေးကိုများတဲ့ level မှာရှိတယ်ပေါ့နော်အဲ့တော့9သိန်းတန်လားမတန်လားဆိုတော့ brother တို့နေမှာဆုံးဖြတ်ကြပါအဲ့တော့ဒီဗီဒီယိုပြပြီးဝင်မယ်ဆိုလို့ရှိရင်တော့ပထမတော့ကျွန်တော်9သိန်းခွဲဒီအကောင်ရောင်းတယ်ပေါ့ဒါပေမဲ့လည်းကျွန်တော်9000 short ပြီးတော့ရောင်းပေးပါမယ်9သိန်းအတိနဲ့ကျွန်တော်ရောင်းပေးပါမယ် mega အဲ့တော့ RC ဘိုင်းဆိုင်ရာမှာ 100% စိတ်ချရမယ်ဘာကြောင့်လဲဆိုတော့ဒီအကောင်ကျွန်တော်စီမှာရောက်နေတာတော့မှ3လနီးပါးလောက်ဖြစ်နေပြီအဲ့တော့ဝေယူနဲ့ညီကိုတွေကကျွန်တော်ရဲ့ဒီ pin comment ဒီဗီဒီယိုရဲ့ pin comment မှာ pin ထောက်ထားတယ်ကျွန်တော် Telegram channel ကနေလာပြီးဆက်သွယ်ဖုန်းနံပါတ်ဖြစ်တယ်အောက်မှာဖုန်းနံပါတ်တစ်လုံးချပေးထားမယ်အဲ့ဒီဖုန်းနံပါတ်ကိုပဲဆက်သွယ်ပါအဲ့ဒါကျွန်တော် official ဖုန်းနံပါတ်ပါအဲ့တော့ဝေယူနဲ့ညီကိုတွေဒီဗီဒီယိုပြပြီးလာဝယ်လို့ရှိရင်9000တိတိ short စီရမှာပဲဖြစ်ပါတယ်ကျေးဇူးပါ